အမလီအန်ပေါင်းစီဖောက်ရမယ်ဆိုပြီးတော့ပျော်နေမိလိုက်တာတဲ့အမအင်ကြီးတွေမြင်လိုက်တဲ့အခါကျတော့စိတ်တွေပို့ညစ်သွားပြီးအမတဲ့ဒါဘလို့ဝေးရမလဲတဲ့ဘလို့ဒီဇိုင်းလဲဆိုပြီးတော့ပေါ့နော်မေးတာတော့ဝစ်လို့ရရလားအမရဲ့ဆိုပြီးတော့မေးနေကြတာပေါ့မေသူကမော်ဒယ်ပုံချမပြအောင်အဲ့နဲ့သူကိုယ်တိုင်ဆန်းစစ်တယ်ဆန်းစစ်ပြီးတဲ့အခါကျသူနောက်ဆုံးမှအဖြေပေါ်သွားတယ်ကဲတော်ပြီအမတဲ့မျက်မှန်ပဲလုပ်ဝစ်လိုက်တော့မယ်โอเคလားပေါ့နော်အဲ့နဲ့သူမကျေနပ်ဘူးနောက်တစ်ခုထပ်ဖောက်တယ်ပေါ့နော်နောက်တစ်ထည်တော့လှပမလားပေါ့သူမကျေပွဲနှဲတာပေါ့နှွဲတဲ့ခါလဲရောက်ကောသူအဲ့ဒါလည်းမလုပ်တတ်ဘူးအော်နောက်ဆုံးရောက်ကမှဖြည်းဖြည်းချင်းအော်အမတဲ့ဒီလိုမျိုးလေးလုပ်တယ်ဆိုလို့ရှိရင်တော့အော်အင်းပေါ့ဒါလေးကတော့မစိုးဘူးပေါ့အဲ့နဲ့နောက်တစ်ထည်ထပ်ဖောက်မယ်အမတဲ့မကျေနပ်သေးဘူးတဲ့ဆိုသူနောက်တစ်ထည်ထပ်ပေါက်တယ်ပေါ့နော်ဒီတေးသေးလေးကလည်းပေါ့ဘလို့ဖြစ်မလဲပေါ့ဒါလေးကတော့ရိုးပါတယ်တဲ့အဆင်ပြေပါတယ်ဒါတော့ညီမနားလေတယ်ပေါ့ကဲနောက်တစ်ထည်သူထပ်ပေါက်ပြီးအဲ့ချိန်မှာသူပလက်လန်သွားတယ်လုံးဝပလက်လန်သွားတယ်သူ့ရဲ့ဒီဇိုင်းကိုရှိုးလိုက်ဟဲတဲ့အမတဲ့ဒီအင်ကြီးကတကယ်ရောဝတ်လို့ရရလားဝတ်တဲ့သူရောရှိရလားညီမလေးလို့အဲ့ဒီဇိုင်းကြိုက်တဲ့သူကတက်တက်ရှိတယ်လို့ဒါမျိုးကိုရွေးတဲ့သူရှိတယ်ပေါ့နော်ဒါဘေးမှာ supporting ပေးတဲ့အဖွဲ့ကြည့်လိုက်သူတို့ကလည်းတအန်တော်နဲ့လိုက်ကြည့်နေကြတာနောက်ဆုံးမှာတော့သူဒီအင်ကြီးလေးကိုတော့သူဝတ်တက်သွားတယ်ဒါလေးကတော့လုံးဝရိုးရှိရှိလေးနဲ့တကယ်လှတယ်ပေါ့နော်ဒီကောင်ကအဝါနေမဟုတ်ဘဲနဲ့အဖြူလေးလည်းပါတယ်လို့ကြံတဲ့အယောင်လေးလည်းပါတယ်ပေါ့နော်ဒီကောင်လေးကတော့တော်တော်လှတယ်ပေါ့နော်အဲ့ကြကမှပဲသူ